အားလုံးပဲမင်္ဂလာပါခင်ဗျာ Future Voice Channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ခင်ဗျာကျွန်တော်တို့လူတွေဟာလူတစ်ယောက်ကိုခွင့်လွှတ်နိုင်ရင်ခွင့်လွှတ်လိုက်ပါမခွင့်လွှတ်နိုင်ရင်စွန့်လွှတ်လိုက်ပါခွင့်လွှတ်ခြင်းဟာမုံမြတ်တဲ့လုပ်ရဖြစ်ပေမဲ့တချို့လူတွေကြတော့မတန်တာတွေရှိတယ်ကိုကချစ်ချင်းမေတ္တာကိုအခြေခံပြီးခွင့်လွှတ်ပေးလိုက်ပေမဲ့ထပ်ပြီးကျူးလွန်ချင်ကြပါတယ်တခါတလေအမားဟာမတော်တဆဖြစ်ပြီးထက်ခါဖြစ်နေရင်တော့ဒါဟာမတော်တဆမဟုတ်ပဲလုပ်လို့ရလို့လုပ်နေတာပဲဖြစ်ပါတယ်ဘဝမှာခွင့်လွှတ်ခြင်းနဲ့မတန်တဲ့လူတွေကိုဥပိ္ပခါပြုရပါလိမ့်မယ်ကိုချင်းစာစိတ်နဲ့ခွင့်လွှတ်လိုက်တိုင်းစေတနာတွေပေးလိုက်တိုင်းကိုစိတ်တန်ရာတွေပေးနေတဲ့လူတွေဟာခွင့်လွှတ်ဖို့မထိုက်တန်ပါဘူးဒါကြောင့်ကိုတန်မိုးကိုမသိတဲ့သူတွေကိုခွင့်မလွတ်ပဲစွန့်လွတ်လိုက်တင်ပါတယ်ကျွန်တော်ခုဖတ်ပြပေးသွားတာကတော့တန်ဖိုးရှိစွာနေထိုင်ပါဆိုတဲ့စာအုပ်ထဲကခွင့်လွတ်ခြင်းဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့တွေဟာလူတစ်ယောက်ကိုခွင့်လွတ်နိုင်လားခွင့်လွတ်နိုင်ရင်ခွင့်လွတ်လိုက်ပါမခွင့်လွတ်နိုင်ရင်စွန့်လွတ်လိုက်ပါလို့အကြံပြုချင်ပါတယ်